စကားတစ်ခုမှမပြောဘဲလူသားမောင်းများစွာကိုရေမောင်းအောင်လုပ်နိုင်တဲ့သူကဘာပေါ်မှာဘယ်နှယောက်ရှိမလဲဝတ်စုံအညိုရောင်အနီရောင်တိုက်ပဲနဲ့ဝတ်ဝုံရုပ်လေးတရုပ်ကိုကင်ထားတဲ့ဒီလူကိုကျွန်တော်တို့အားလုံးမစ္စတာဘင်းလို့သိထားကြပါတယ်ဒါပေမဲ့ဒီဇက်ကောင်တဲ့နောက်ွယ်က Rowan Atkinson ဆိုတဲ့လူသားကဘယ်လိုလူမျိုးလဲသူဟာတကယ်ရောမစ္စတာဘင်းလိုမဲထုံးအားလူတစ်ယောက်လားအဖြေကတော့တင်ထင်ထားတာတဲ့အများကြီးထူးခြားနေပါလိမ့်မယ်1955ခုနှစ်မှာအင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့တဲ့ Rowan ဟာငယ်ငယ်ကစကားထစ်တဲ့ဝေဒနာခံစားရသူပါ။ဒါကြောင့်သူဟာကျောင်းမှာအမြဲတမ်းနောက်ပြောင်ခံခဲ့ရပြီးအေးအေးဆေးဆေးပဲနေခဲ့ရပါတယ်။ဒါပေမဲ့သူ့မှာထူးခြားတဲ့ဉာဏ်ရည်ရှိပါတယ်။သူဟာနာမည်ကျော် Oxford တက္ကသိုလ်ကနေလျှပ်စစ်အင်ဂျင်နီယာမာစတာဘွဲ့ကိုရရှိထားတဲ့ပညာတတ်ကြီးတစ်ဦးပါ။သူ့ရဲ့ဟာသပညာဟာမှန်ရှိမှမျက်နှာအမူအရာအမျိုးမျိုးလုပ်ကြည့်ရင်စတင်ခဲ့တာပါ။သူဟာစကိုင်းထစ်တာကိုကြော်လွှားဖို့အတွက်စကားမပြောဘဲခန္ဓာကိုယ်လှုပ်ရှားမှုနဲ့မျက်နှာအမူအရာကိုပဲသုံးတဲ့ physical comedy ကိုရွေးချယ်ခဲ့ပါတယ်။1990ခုနှစ်မှာ Mr. Bean ဇာတ်ကောင်ကိုကဘာကို mix ဆက်ထည့်ပြီးအချင်းတူအတွင်းမှာပဲတကဘာလုံးကချစ်ကြတဲ့ဟာတာ icon ဖြစ်လာခဲ့ပါတယ်။ Mr. Bean အထင်သူဟာ Black Adder နဲ့ Johnny English ဇာတ်ကားတွေနဲ့လည်းအောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့မြန်မာအထူကြီးနဲ့ထုံအားပုံစံ Mr. Bean ရဲ့ပြင်ပဘဝကတော့တကယ်ကို smart ဖြစ်တဲ့လူကြီးလူကောင်းတစ်ယောက်ပါသူဟာပြန်ကားတွေကိုအယူအမှုဝါဒနာပါပြီးကမ္ဘာအမြန်ဆုံးကားတွေကိုကိုယ်တိုင်မောင်းနေတဲ့ကားဝါဒနာအိုးတစ်ယောက်လည်းဖြစ်ပါတယ် Rowan Atkinson ရဲ့ဘဝကနေသင်ယူစရာကတော့ကိုယ်မှာရှိတဲ့အားနည်းချက်စကားထစ်တာမျိုးကိုအားတာချက်ထစ်အောင်ပြောင်းလဲနိုင်ရင်ကမ္ဘာကအတိအမှတ်ယူရတဲ့သူဖြစ်လာနိုင်တယ်ဆိုတာပါပဲအခုထိတော့ကျွန်တော်တို့အတွက် Mr. Bean ဟာအစားထိုးမရတဲ့ငယ်ဘဝအမှတ်တရပါပဲ။